အားလုံးပဲမင်္ဂလာပါရှင်ကျွန်မအခုကဟိုတယ်မှာနေရတာပါဟိုဘက်ကကွန်ဒိုကလူနေလို့မရတော့တဲ့အနေထားဖြစ်ပါတယ်အခုဘာမှမပြောခင်မှာကျွန်မရဲ့ကျေးဇူးရှင်ထမင်းရှင်ကျွန်မကိုစိတ်ပူပေးတဲ့အားလုံးကိုကျွန်မဒီကနေပြီးတော့ရိုသေလေးစားစွာဖြင့်ရှစ်ခိုးလိုက်ပါတယ်ရှင်ရှစ်ခိုးပါတယ်ရှင်ကျွန်မကိုအတိုင်းမတိစိတ်ပူပေးပြီးတော့မှကျွန်မကိုချက်တယ်ဆိုတာထက်ခါပြီးတော့တက်သေးပြပြီးရင်ဘတ်ထဲမှာတိသွားပြီကျွန်မလည်းအားလုံးကိုပိုချစ်ပေးမယ်ပြီးတော့ကျွန်မတို့ပြည်သူပြည်သားများကိုလည်းကျွန်မအတက်နိုင်ဆုံးကူညီမယ်လူမယ်ကတိပေးတယ်နော်ရှင်တို့ချစ်တာထက်အစတရာပိုချစ်တယ်ကျမတို့လက်ရှိငားနေတဲ့ကွန်ဒိုကမပြိုသွားဘူးသူ့ရဲ့အတွင်းပိုင်းပျက်စီးသွားတဲ့အနေအထားတစ်ခုနဲ့နိုင်ရှင်ပြပါဆိုရင်တရေကားရုပ်ရှင်ရိုက်လို့ရတဲ့အနေအထားမျိုးမလုံခြုံနေတော့ဘူးရေလဲမပေးထားတော့ဘူးကျန်တာမပြောနဲ့ဟိုအောက်ဆုံးထပ်ရဲ့အများဆုံးအိမ်သာဆိုလို့ရှိရင်ကြော့နော်ချီးတွေအပြည့်အရန်ကိုညစ်ပတ်နေပြီနောက်ထပ်တချို့အလွာတွေကကျမတို့အခန်းတွေကမျက်နှာချင်းဆိုင်ဒီလိုနှစ်ဖက်လုံးရဲ့အုတ်တိုင်းကထိုးချင်းပေါက်ပြိုကျပြီးတော့မှတခန်းကိုတခန်းမြင်နေရတဲ့အနေအထားမျိုးနောက်ထပ်အခန်းတွေကျတော့အခုအချိန်ထိရေကပြကျနေတော့ထူခြားတာကကျမငားနေတဲ့အခန်းငလင်အရန်လှုပ်လိုက်တဲ့အခါမှာဒီလိုမီးလုံးကနေပြီးတော့ရေစင်းကြတာလွဲပြီးတော့တခန်းလုံးပဂရိအကောင်ကျမရဲ့ဖျားစဉ်ရဲ့တောက်တော်ရေဆိုလုံးဝမပြုတ်ကြဘူးဘယ်ဟာမှဘာမှမဖြစ်တယ်လို့ပဲကျမရဲ့လူကပဲနည်းနည်းပင်ပန်းသွားတာအသက်54နှစ်လေအပေါ်ကနေပြီးတော့ဂယုံ3ကားနဲ့အောက်ကိုပြေးစင်းတယ်ညနေပိုင်းထိရနိုးဆိုပြီးတော့ 7-Eleven မှာထိုင်ဆောင်တယ်ညနေဆောင်ရောက်တော့ပေးတက်ပြီးအတုံးဆောင်ပစ္စည်းပဲယူခွင့်ပေးတယ်လုံးဝနေလို့မရဘူးဆိုတော့လေကားနဲ့ပြန်တက်ခွင့်ပေးတယ်အဲ့ဒီအချိန်မှာကွာဘာစောဒါနမှမတက်ရဲတော့ဘူးလေကားနဲ့တက်ခွင့်ပေးပြီးပစ္စည်းအတုံးဆောင်ယူရတာကိုကကျေးဇူးတင်နေပြီဒီတော့တက်တာပေါ့တက်လိုက်တယ်ပြန်ဆင်းတယ်ဆင်းတဲ့အခါမှာပစ္စည်းအလေးတွေပါတယ်သွားပြီကျမဒီ6ရောက်တွေကအဲ့အနေထားကြော့နော်ပြပေးမယ်ဒီလိုလေးတွေကိုထုတ်ထားရတာကျမဘာဖြစ်သွားလဲဆိုတော့စုစုပေါင်း25လွှာ3ချိန်ဆိုတော့85လွှာဖြစ်သွားတာပေါ့ကျမရဲ့ဒီအရွတ်တွေကရောင်ရမ်းပြီးတော့ကြိုက်ခဲနေတာပေါ့ဒီလိုအရွတ်အရန်ကြိုက်ခဲနာကျင်နေတဲ့အခါမှာရှားဆောင်အပြာကိုတောက်ရမယ်ဒါပေမဲ့ရှားဆောင်အပြာပစ္စည်းပြက်နေတာကြာပြီရှားဆောင်အပြာပစ္စည်းပြက်နေတာဖြစ်တဲ့အတွက်ကျမမိုထိုနဲ့ကရစီယန်ကိုတောက်တယ်မှတ်ထားကြနော်ငလင်ကြောက်ထိခိုက်ဒဏ်ရာဒါမှမဟုတ်ရင်ဒီအရွတ်တွေကျမကဲ့သို့ညောင်းညာကြိုက်ခဲသွားတယ်ဆိုရင်မိုထိုနဲ့ကရစီယန်ကိုအမြန်ရှာတောက်ကြပါလုံးဝအမြန်ဆုံးတက်တာမယ်တချို့ရှားဆောင်အပြောင်အရေးဖြစ်နေတဲ့အတွက်တောက်ရခက်လို့မိုထိုဟာသူ့ရဲ့အစားထိုးပဲကွန်ဒိုအကြောင်းကိုပြန်ဆက်ပြောမယ်ရှင်းပြောရင်ဒီကွန်ဒိုကသူ့ရဲ့ foundation အောက်မြစ်ကို weight မလျှော့ထားဘူးအတွင်း degradation ပိုင်းအားလုံးကိုရာခိုင်နှုန်းအပြည့် weight လျှော့ထားတာငလင်လာလိုက်တဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ်ကအရှည်မျောကြီးဖြစ်နေတဲ့အတွက်ဒီလိုချိုးလိမ်တယ်လို့ဖြစ်သွားတာပေါ့အကုန်လုံးနှီးပါဂလစ်နဲ့မျက်နှာချက်တွေအကုန်လုံးရစရာမရှိအောင်ပုံပြောင်းသွားပြီရောင်းတော့ကလည်း तू ကဘောချောင်ကောင်းနဲ့ရောင်းခဲ့တာကိုဒီချိန်မှာအင်ရှင်အတွက်ကအိမ်မက်ဆိုပဲကျမလေးဖြစ်ချင်းမှာဗီဒီယိုတင်လိုက်တဲ့အဲ့အခိုက်မှာဗမာပြည်လဲဒီလိုငလင်လောက်တယ်ဆိုတာကျမလုံးဝမသိထားအောင်ကျမတို့ထထအောင်နဲ့အောက်ကိုရောက်ပြီးမှတောင်ကြီးဆိုင်ရန်ကုန်ဆိုင်ရဝန်ထမ်းတွေအကုန်လုံးဖုန်းဆက်လာပြီးငလင်လောက်လဲဘလို့လောက်ကြမလဲဆိုဟာတော့ဘာဖြစ်လဲငါတို့လည်းဒီမှာငလင်လောက်တယ်ဘလို့လောက်ဗမာပြည်မှာလည်းငလင်လောက်တာလဲဘလို့လောက်ဘာကြောင့်မလို့ဒါလောက်တော့တိုက်ဆိုင်ရတာလဲဆိုပြီးအော်နေတာအဲ့ခါကျမှကွာတက်လာတဲ့သတင်းတွေကိုအမြန်လန်ပြီးတော့နည်းနည်းပါးကြည့်လိုက်တဲ့အခါမှာအော်ကျမနဲ့ထထအောင်နဲ့အခုဖြစ်လိုက်တဲ့ဒုက္ခကစကားထဲမှာဘာမှမပြောပလောက်ပါဘူးမြန်မာပြည်ကဖြစ်နေတဲ့အနေအထားကျမတို့ထက်နိုင်ရှင်လို့မရအောင်ဆိုတာပါစိတ်မကောင်းဘူးနော်တကယ်ကိုဗီဒီယိုတွေကြည့်ပြီးတော့ကိုဒုက္ခကလည်းဒုက္ခသူများဒုက္ခကကိုထက်ပိုဆိုးနေတဲ့အခါကျတော့ငိုတယ်ကွာအခုနော်ငလင်ကိစ္စနဲ့ပတ်သက်ပြီးကျမသိန်း100လူမယ်ကျမတူလေးကိုဝတ်တုပ်စိုးမိုးဦးက10သိန်းလူမယ်ကျမတို့နေရောက်ပေါင်းပြီးသိန်း130စက်သမီးငိမ့်အောင်လို့ဒီသိန်း130နဲ့မတီးပြီးတော့ကျမတူလေးဝတ်တုပ်တော့လူငယ်အုပ်စုကလူအင်အားနဲ့ရောစလိုက်မယ်လူချင်းနဲ့မိတ်ဆွေများအားလုံးလူပါကျမအကောင့်ချပေးမယ်ရှင်ကျမရဲ့ချစ်မိတ်ဆွေများအားလုံးပတ်စံ1000ပဲဖြစ်9000ပဲဖြစ်ဘလောက်ပဲဖြစ်နေပါဝင်လူတန်းကြပါကျမနိုးစော်တယ်ပြီးတော့ကျမတူလေးလူငယ်အုပ်စုကလည်းနေရတကာရဲ့လူအင်အားဘယ်မှာပေးရမလဲဆိုတာဖုန်းဆက်ပါသူတို့အရောက်သွားမယ်ကျမကား2စီးချပေးလိုက်တယ်မန္တလေးစကိုင်းရှမ်းပြည်တောင်ပိုင်းအကုန်သွားမယ်လူကြပါလို့နိုးစော်တယ်1000ဖြစ်2000ဖြစ်အားလုံးကို welcome ပါကျမနော်ဒီငလင်မဖြစ်ခင်ရှေ့တလမှာသိန်း100လူထားတယ်အခုနောက်ထပ်100လူတယ်လိုအပ်ရင်ကျမထပ်ထည့်မယ်ဘဝကိုစ조사ရင်ရှာဖွေရင်နဲ့အလူကိုလက်နဲ့မကွာလှုပ်သွားမယ်အဲ့ဒါမှလူလောကကြီးမှာလူလောက်ရတာအဓိပ္ပာယ်ရှိတယ်အစမပြေဘူးမလူသေးဘူးနောက်မှလူမယ်ဆိုလို့ရှိရင်ဒီတသက်လူဖြစ်မှာလည်းမဟုတ်တော့ဘူးလူတက်လို့လည်းပိုကန်ကောင်းစေတယ်ကန်ကောင်းလာလို့လည်းပိုလူနိုင်တယ်အဲ့ဒါကြောင့်1000ဖြစ်900ဖြစ်လူကြပါဝင်ကြပါအတူတူလူဖြစ်တဲ့အတွက်နောင်ဘဝမှာလည်းရေဆက်ဆုံကြမယ်တခဏလေးအတွင်းမှာလက်တကန်းလေးမှာမိနစ်ပိုင်းစက္ကန့်လေးတိုင်းမှာကျမတည်သွားနိုင်တယ်ခုနှစ်ရက်သားသမီးချစ်မိတ်ဆွေများရဲ့အလူငွေကိုတစ်ချက်မကြံစည်ရင်တေချာလုပ်ပြီးဗီဒီယိုနဲ့တင်ပေးမယ်ရှင်